ဗီတာမင် B3 နိုင်ရစဉ်ဗီတာမင် B3 ဟာရေမှာပျော်ဝင်တဲ့ဗီတာမင်အမျိုးအစားဖြစ်ပါတယ်ဒီဗီတာမင်ကကျမတို့ရဲ့စွမ်းအင်အသားရည်နှလုံးကျန်းမာရေးနဲ့ဦးနှောက်လုံးဆောင်ချက်တွေအတွက်အရေးပါတဲ့အာဟာရဓာတ်တစ်မျိုးပါဗီတာမင် B3 ကိုကျမတို့ရဲ့ခန္ဓာကိုယ်ကပမာဏအနည်းငယ်ထုတ်လုပ်နိုင်စွမ်းရှိပါတယ်ဒါပေမဲ့ဒီပမာဏကလုံလောက်မှုမရှိတာကြောင့်အဓိကအားဖြင့်အစားအစာတွေကနေရယူဖို့လိုအပ်ပါတယ်ခန္ဓာကိုယ်ကအမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ထရစ်ဖက်တိုဖန်ကနေနိုင်ယာစင်ကိုပြောင်းလဲထုတ်လုပ်ပေးတာဖြစ်ပေမဲ့ဒါကိုလည်းစားစာကနေရမှာဖြစ်မှာပါဗီတာမင် B3 ဟာရေမှာပျော်ဝင်တဲ့ဗီတာမင်ဖြစ်တာကြောင့်ခန္ဓာကိုယ်ထဲမှာသို့လောင်ထားနိုင်စွမ်းသိမ့်မရှိပါဘူးလိုအပ်တာထက်ပိုတဲ့ပမာဏကိုစီးကနေစွန့်ထုတ်လိုက်တာဖြစ်လို့နေတိုင်းများတက်စွာစားသုံးပေးဖို့လိုပါတယ်ဗီတာမင် B3 ကျိုးတဲ့ရင်ပယ်လာဂီယာလို့ခေါ်တဲ့ယောဂဖြစ်လာနိုင်ပါတယ်ဒါဟာအသားရည်ရတာအနီဆက်ထွက်တာဝမ်းလျှောတာစိတ်ဖိစီးမှုစိတ်တကြတာတွေဖြစ်လာစေပါတယ်ပင်ပန်းနွမ်းနယ်တာအစာမကြေတာတွေလည်းဖြစ်တတ်ပါတယ်ဗီတာမင် B3 ဟာရေမှာပျော်ဝင်တာဖြစ်လို့တဘာဝအစားအစာကနေပိုရှင်တာကခဲရင်းပါတယ်ဒါပေမဲ့ဓာတုဆေးတွေအလွန်အကျွံတောက်မိရင်နိုင်ယာစင် flash လို့ခေါ်တဲ့အခြေအနေဖြစ်လာနိုင်ပါတယ်ဒါကြောင့်မျက်နှာပူတာအသားရည်နေတာရားတာခေါင်းကိုက်တာဘိုင်းအောင်တာတွေဖြစ်လာနိုင်ပါတယ်ဒါကအစားအစာကနေပူတာထက်ဓာတုဆေးတွေမမျှမရတောက်မိတဲ့အခါပိုဖြစ်တတ်ပါတယ်ဗီတာမင် B3 ကိုမြမဒေတာခန့်အစားအစာတွေကနေလွယ်ကူစွာရယူနိုင်ပါတယ်ဥပမာချက်သားညကျင်းမြေရဲဆန်လုံးညိုပဲနီလေးတဘာဝအစားအစာကနေရတဲ့ဗီတာမင် B3 ဟာခန္ဓာကိုယ်ကလိုအပ်သလောက်အသုံးပြုပြီးပိုရာကိုစီးကနေတဘာဝအတိုင်းဆွန့်ထုတ်လိုက်တာမို့ဘေးကင်းပြီးကျန်းမာရေးနဲ့ညီညွတ်ပါတယ်ဒါပေမဲ့ဓာတုဆေးနဲ့ဖြစ်စွမ်းထားတဲ့ဗီတာမင် B3 ကိုမလိုအပ်ဘဲအလွန်အကျွံတောက်မိရင်မျက်နှာပူတာရားတာဘိုင်းအောင်တာတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်ဆရာဝန်ညွှန်ကြားချက်မရှိဘဲဓာတုဆေးတွေကိုမတောက်ဘဲတဘာဝအစားအစာကနေရယူတာကသာအကောင်းဆုံးပါနောက်ထပ်အာဟာရဓာတ်တွေအကြောင်းကိုလည်းဆက်လက်တင်ပြပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ 919OS Channel လေးကို like လုပ်ပေးထားကြပါအောင်နော်ကျေးဇူးတင်ပါတယ်ရှင်